မင်း10 ပကံလောက်ကုန်အောင်စားလို့ရန်ကောင်းတဲ့ချင်းကန်ဆက်ကြက်သားတက်မြ3လုံးနည်းလေးကိုမျှဝေပေးလိုက်ပါတယ်။အရင်ဆုံးကြက်ပေါင်သား10တုံးကိုရေထဲမှာထည့်ပေးပြီးတော့ကြက်သွန်မိတ်၊ဂျင်း၊နနက်ပွင့်၊ဟွာကြောက်စေးထည့်ပြီးတော့မီးအေးလေးနဲ့ပဲအဖုံးပိတ်ပြီးပြုတ်ထားပေးလိုက်ပါမယ်။ပြုတ်နေတော့အပေါ်မှာမြုပ်လေးတွေထားလာပြီဆိုရင်တော့ဆဲထားပေးလိုက်ပါ။အသားပြုတ်ထားတော့နောက်ထပ်ပါဝင်ပစ္စည်းလေးတွေဖြစ်တဲ့ကြက်သွန်နီလေးတွေကိုလှီထားပေးပြီးတော့ငရုတ်သီးလေးတွေကိုလည်းကိုစားနိုင်တဲ့လောက်လှီထားပေးလိုက်ပါ။နောက်ထပ်ကြက်သွန်ဖြူလေးတွေကိုလည်းဓာတ်ပြရိုက်ပေးပြီးတော့တောက်တောက်လှီထားပေးလိုက်ပါပြီးရင်စားနဲ့တခြားပြအောင်ဆေးထားတဲ့တမယာသီးလေးတွေကိုလှီထားပေးပြီးတော့တုတ်တဲ့ချိန်ကြရင်မခါသွားအောင်လို့အစီလေးတွေကိုဖယ်ထားပေးလိုက်ပါမယ်နောက်ထပ်လူတိုင်းချိုက်တဲ့နနမဲလေးတွေကိုလည်းလှီထားပေးလိုက်ပါဒါဆိုရင်တော့ပါဝင်ပစ္စည်းလေးတွေကတော့ဒါလေးတွေပါပဲနောက်ထပ်ပကံလုံးထဲမှာငရုတ်သီးမုတ်နှစ်စွန်းနဲ့နှမ်းထည့်ပေးပြီးမှုေးသွားအောင်လို့အပေါ်ကနေစီပူလေးလောင်းထားပေးလိုက်ပါမယ်ပြီးရင်တော့နှံ့သွားအောင်ဇွန်းလေးနဲ့တေချာလေးမှုေးထားပေးလိုက်ပါနောက်ထပ်ပန်းကပြရဲ့အကြီးတစွန်းနဲ့ဗနီဂါတစွန်းထည့်ပေးပြီးတော့ခရုစီတစွန်းပါထပ်ထည့်ထားပေးလိုက်ပါမယ်ပြီးရင်တော့စားကြက်သားမုံတကြားထည့်ပေးပြီးဟွာကြောက်စီတစွန်းပါထည့်ထားပေးလိုက်ပါမယ်မှုေးသွားအောင်လို့နှမ်းစီလေးပါထပ်ထည့်ပေးပြီးခုနချန်ထားတဲ့တမယာနီးတစ်စိပ်ပါညှစ်ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့နှံ့သွားအောင်မှုေးထားပေးလိုက်ပါမယ်ဒီဟင်းလေးကစားလို့ရန်ကောင်းတာမို့လို့မီးလာတော့ထမင်းဦးလေးရင်တက်ထားလိုက်ပါအောင်မယ်ခုနပြုတ်ထားတဲ့ကြက်သားလေးတွေရသွားပြီဆိုရင်တော့ဆယ်ထားပေးပြီးတော့ရေထဲမှာစိမ်ထားပေးလိုက်ပါမယ်အေးသွားပြီဆိုရင်တော့အသားလေးတွေကိုတေချာလေးဖွာထားပေးလိုက်ပါပြီးရင်တော့ခုနပြင်ဆင်ထားတဲ့ကြက်သွန်ဖြူကြက်သွန်နီတမယာသီးငရုတ်သီးအနီနနမင်းလေးကိုထည့်ထားပေးလိုက်ပါမယ်နောက်ထပ်အပေါ်ကနေ sauce လေးကိုလောင်းထားပေးပြီးသွားရင်တော့လက်အိတ်ဆွတ်ပြီးတော့နှံသွားအောင်တေချာလေးနဲ့ထားပေးလိုက်ပါမယ်ဒါဆိုရင်တော့ထမင်း10 ပကံလောက်ကောင်းအောင်စားလို့ရန်ကောင်းတဲ့ချင်းဆက်ဆက်ကြက်သားတက်မြတုပ်လေးကိုရပါပြီနော်